ဟာတာတရုတ်ဆောင်လူရှင်တော်ဦးသိန်းစံဒီကနေ့ဧပြီ23ရက်တင်ကျက်အကျိုးနေ့မနက်အစော4နာရီလောက်မှာကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ဦးသိန်းစံဟာအသေးယောဂဝေဒနာကိုခံစားနေရတာဖြစ်ပြီးအဲ့ဒီယောဂနဲ့ပဲရန်ကုန်တိုင်းတန်လင်းမြို့နယ်ရှိနေအိမ်မှာပဲကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါတယ်။အသေးယောဂကိုနှစ်ချီကြာခံစားနေရတာဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကမှအခြေအနေပိုဆိုးလာပြီးအစားအစာမစားနိုင်တော့တဲ့အထိဖြစ်ပွားပြီးတည်ဆုံးတဲ့အထိဖြစ်ထရတာလို့သိရပါတယ်။ဦးသိန်းစံဟာကွယ်လွန်ချိန်မှာအသက်62နှစ်ရှိပြီဖြစ်ပြီးအနုပညာအလုပ်ကိုတော့အသက်20မတိုင်ခင်ကတည်းကလုပ်ကင်ခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။ဦးသိန်းစံကိုတော့လာမယ့်ဧပြီ15ရက်နေ့တင်းကြံအချက်နေ့မှာတကြိုမှာဖြစ်တယ်လို့သိရပါတယ်။တင်းကြံအကျိုးနေ့မှာကြားလိုက်ရတဲ့စိတ်မကောင်းစရာသတင်းလေးပါဝါရင်အနုပညာရှင်ကြီးဦးသိန်းစံရဲ့ဘဝခရီးလမ်းအကြောင်းကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အမတ်တရားစကားလေးတွေရှိရင်လည်း comment မှာရေးသားပေးခဲ့နိုင်ပါတယ်နော်